那你吃不惯凉了吧？超鱼还拎到脚啊！အားလုံးပဲမင်္ဂလာပါ SMS Pocket Episode 2မှာကြိုဆိုပါရစေကျွန်တော်ဒီနေ့ season ကိုတင်ဆက်ပေးမယ် host နေထုတ်ပဲဖြစ်ပါတယ်ဒီနေ့ရောက်ရှိနေတဲ့ special guest နှစ်ယောက်ကတော့မြန်မာနိုင်ငံရဲ့အကောင်းဆုံးမိတ်ဆွေတွေဖြစ်တဲ့ ကျွန်တော်နာမည်နဲ့ not just တယ်မှာ အောင်တွေ့ရမှန်းတာပါတယ် ဟုတ်ကဲ့ပါ မင်္ဂလာပါကျွန်တော်ပထမဆုံးမေးချင်တဲ့မေးခွန်းပါလေကျွန်တော်ဒီ organ ဖြစ်ပေါ်လာတဲ့အကြောင်းလေးကိုအဓိကသိချင်တာပေါ့နော်ဘယ်သူကစပြီးတော့ဒီအကြံဉာဏ်ကိုရခဲ့ရ ဟိုကန်နဲ့ AC လို့ပဲဆိုရင်ကျွန်တော်ကတော့အစောကြီးရဆော့ချင်ပေမဲ့လည်းသူတို့နှစ်ယောက်က confirm ပြီးတော့လို့စရင်နေပါတခါတော့ပေးပြလိုက်တာကျွန်တော်ဟုတ်တယ် လေပါ အဲ့တော့ဆိုပြောပြအောင်ကိုကဆောင်းမွေးဖြစ်ကိုစာကြက်အဲ့ဒါကိုသူတို့က organ ထဲမှာ live ရေထွက်ဟာဘာလဲဟဲ့ငါဆော့လို့မရဘူးငါမပါဘူးလို့ငါ training လေးလုပ်လို့ရမှာမဟုတ်ဘူး kit ပဲဆော့လို့ဟိုဖြစ်တော့ kit ကလည်း तू ကလည်းမဆော့ချင်အဲ့ဒါကိုနဲ့ kit တဲ့ volleyball ပုံရင်းနဲ့နောက်ဆုံးကြတော့လေအဲ့လိုတလဲစီဖြစ်သွားတာနောက်ပိုင်းညမှာဩနမဲဆေးရလည်းပါပြီဆိုလည်းမဆော့လို့လည်းမရတော့အဲ့လိုဖြစ်သွားတော့ဘိုင်ဒေးကြီးပေးထားလိုက်ပြီနော်ဩအေး group တွေပါလောက်ပြီးတော့ group တွေကရောက်လာဘာလဲဟို ပါလေဟို မင်းက organ တော့ ဒီ organ နံပါတ်နဲ့ပတ်သက်ပြီးတော့ဘယ်သူကစပြီးအကြံပေးတာ နာမည်ကဟိုအစလို့ဘာလေးပေးကြမလဲအကုန်လုံးကတော့ရေးကြတာပေါ့ရေးနေမှာ organ ဒါလေးအဆင်ပြေဆိုပြီးတော့အဲ့ဒါကိုပဲ confirm ဖြစ်သွားတာ ဒီကတော့အဖိုးကြီးတွေစုထားတာ ဟိုရေးဆိုတာ ဖိုး ဒါ ကြီး နာမည်ညီလာနဲ့နားလဲပါအခုလည်းနားလဲလား organ စလုံးဟာ အခုလည်းနားလဲလား အခုကကျွန်တော်သိချင်တာအရင်တော့ကဒီ organ အဖွဲ့ဝင်တွေအကုန်လုံးကစုစုပေါင်း9ယောက်ရှိရနော်ဟုတ်လားခုက 8ယောက် 8ယောက်လောက်ရှိရနော်ဟုတ်တယ်ကျွန်တော်ဒီအချိန်ကကြောင့်ဒီ organ အဖွဲ့ဝင်တွေချို့ကကြောင့်ပြိုင်ဘက်တွေနေဆော့ခဲ့ရဆိုတော့အခုဆိုအတင်းနဲ့အတူတူဆော့ရတဲ့အချိန်မှာခံစားချက်တွေကဘယ်လိုမျိုးတွေဖြစ်ပေါ်လာလဲဒီတော့ကြောင့်တင်ပါဦးမှာဗျာနာအောင်မီနဲ့မီနဲ့ဆိုရင်ပြိုင်ဘက်တွေဗျာ age နဲ့ can နဲ့ဆိုရင်ညဆိုပြိုင်ဘက်တွေအဲ့လိုမျိုးတွေတူဆော့တတင်းနဲ့မှာတူပြန်ဆော့ရတဲ့ခါကျခံစားချက်တွေကဘယ်လိုမျိုးဖြစ်ပေါ်လာလဲ အရင်တော့မဖြစ်ဘူးလို့ဆိုအဲ့အရှိရကျွန်တော်တို့တော်တော်များတော့တူဆော့နေကြတယ် swing line တွေဆိုတော့အဲ့တော့ဟိုပုံမှန်ပါပဲဒီအကုန်လုံးကလည်းရင်းနှီးနေဆိုတော့အကုန်လုံးပုံဘာကတော့အရင်တော့မတူးဆန်းနေတယ်နော် ဟုတ်တယ်ဒီကပြီးတော့ပြိုင်ပွဲနေတယ်သူတို့နဲ့ကျွန်တော်နဲ့မတွေ့ရတော့ဘယ်လောက်ရှိလဲ3နှစ်4နှစ်လောက်ရှိပြီနော်သူတို့နားက3နှစ်လောက်3နှစ်လောက်ရှိပြီဆိုတော့အဲ့လိုမျိုးဆို ဆော့နေကြပဲ တောက်လျှောက်လဲအဲ့ကြားထဲမှာကျွန်တော်တို့တွေ့တင်းမိတ်ရှင်ဆော့နေကြရပဲဆိုတော့ဘာမှတော့အဲ့ဒါ short မရှိပါဘူးအဲ့လိုမျိုးမင်းဘာဖြစ်တယ်ညာဖြစ်တယ်ဘာမှမရှိဘူး ထိုးလား ထိုးလားတော့ပြိုင်ပွဲတော့ဆဲထားမိပါဘူးသိရလား ဒါပေမဲ့ဟိုကျွန်တော်သိချင်တာကဒီမှာ play time ရကြမတူဘူးဗျာဥမာ age ဆို age တဲ့ play time တက်ဗျာနောက်ဆိုနောက် play time တက်အဲ့လိုမျိုး play time တူတဲ့အပေါ်မှာအဲ့လိုပြန်ညှိရတာမျိုးရောရှိတာ အော် ပြန်ပွဲဆော့ရခါကြရင် play time ဆိုတာအဓိကတော့ဟိုမေတာချိန်ဝိုင်းမေတာတိုင်းပဲဆော့ရတာဆိုတော့အဲ့လောက်ကြီးတော့ပြဿနာမရှိသေးတာပဲအရှော့လဲဟိုဆော့နေကြရပဲလေအေးစေးပါ ဟုတ်တယ်အဲ့ play style ဆိုတာတော့ကျွန်တော်မှာအဓိကပြဿနာတက်နေရတော့အဲ့ပင်ပြဿနာဒီကတော့ဟိုထိုင်းမှာပြီးတော့ဂျားထဲမှာမြန်မာစာပါမရပါဘူးအဲ့ဒါတော်တော်တိုင်ပတ်ဟုတ်တယ် wifi နေ line မကောင်းတာလည်းပါတယ် screen ဆော့ရမယ်ဆိုတော့ပြက်စီးနေ ဟုတ်တယ်လို့ကိုရီးယားပုံမှန်လေး screen လေးဆော့နေတာ3လ5ရက်လောက်ရှိပြီတစ်ပတ်လောက်ရှိပြီနော် screen တစ်ပတ်လောက်ရှိပြီဆော့နေပြီးတော့မှ line ကလုံးဝဆော့လို့မရတော့ ကိုယ်ကလည်းငိုဝဲငိုနေကြ line မကောင်း line မကောင်းကိုရီးယား line မကောင်းလို့ကြိတ်ခံရလားဒီတိုင်းကြိတ်ခံရလားမသိဘူးပြည့်အဲ့လေဩ screen လေးနား run ပဲဆော့မယ်ဆိုတော့ run ကလည်းဟိုထိုင်းက ace တို့ maybe တော့ဆော့လို့အဆင်ပြေတိတ်ပြီးတော့အဲ့လိုမျိုးဖြစ်နေတယ် အဲ့ဒါ brain တော့ဝါကြတာပေါ့နော်ကိုယ်နေမကောင်းဖြစ်သွားတယ်ဗျာ ကျိုးတော့ကြိုးစား နေမကောင်း ဂျိုင်းမှာတော့ကျိုးတော့ကြိုးစားရဲပါတယ်ဒါပေမဲ့အချိန်မမီတော့ဘူးပေါ့အဲ့လိုပဲပြော အဲ့လိုဂျားမှာ train ခဲ့တဲ့အချိန်မှာအဲ့လိုပြဿနာတွေပါတက်ခဲ့ရပါရှိတာအတင်းသားအချင်းချင်းပေါ့နော်အဲ့လိုမျိုးတခုညှိရရပါရှိခဲ့သေးတာ အဲ့လိုတော့မရှိပါဘူးဘာလို့လဲဆိုတော့အကုန်လုံးကအရန်နားလဲပြီးတဲ့လူတွေ အရန်နားလဲ ဆိုတော့အကုန်လုံးကအရန်နားလဲ အကုန်လုံးအကြောင်းဆုံးသိနေသေးရလား အစင်ပြေတယ်ကပါပဲဖြစ်ပြီးခံပါပဲတော့ မင်းလည်းကြိုက်တာဆိုငါလည်းကြိုက်တာဆိုမင်းလည်းကြိုက်တာလို့ငါလည်းကြိုက်တာလို့အဲ့လိုလား စီ အဲ့လိုတော့မဟုတ်အဲ့လိုတော့မ အဲ့ ဟုတ် လိုတော့အေးစေးချေးချေး connection တွေနဲ့တော့ train ထားတယ် အေးစေးချေးချေးတယ် ဂျားမှာအဲ့လို train တဲ့အချိန်မှာအဲ့လိုအမှတ်တရတွေပါဖြစ်ခဲ့သေးတယ်ဘာမှတ်တရရှိခဲ့တယ်တခုပေါ့ ရှိရလား မတ်တရား စဉ်းစားကြည့်ပါ မတ်တရားဆိုတာထက်တော့အဲ့လိုတော်တို့အဲ့လိုစတွဲစနိုင်ပြီးတော့ live file တဲ့ကောင်တွေရှိရယ်နော်အဲ့လိုမျိုးချို့ကောင်တွေပေါ့ချို့ကောင်တွေဘိုင်နေတော့တက်မျိုးဘိုင်နေတော့တက်မျိုးခါကျအဲ့လို၄ဝက်ဆက်၅ဝက်ဆက်တွေလိုက်ပြီးစနိုင်တဲ့ကောင်တွေရှိရယ်
နောက်ဖိုင်နေတော့တက်မပြောတော့အဲ့လိုမျိုးကောင်းတယ်ဗျပြီးကျွန်တော်တို့အသေးတီးရကောင်းတွေက ဟိုကကြာတင်း7လားမသိဘူးလေ ဒီကောင်းတွေဟိုတပွဲပြန်တီးထားရနော် နှစ်ပွဲဒီပွဲ နှစ်ပွဲလား ပွဲလိုက်တော့ကြာကြိတ်ပေါ့ကြိတ်ခါလာ ဒါနဲ့သူတို့ကပြောချင်ပါတယ်ကိုတွေက screen လာ train ပေးတာတဲ့ RAM ဟောကျွန်တော်တွေ့ရတယ် AI နဲ့လည်းနှစ်ပွဲတိုက်တွေ့ရနော် ဟုတ်တွေ့တယ်အသေးတော်တော်များများတွေ့တယ် တွေ့ပါရဲ့ ဟုတ်တယ်မသိစီရော YG ရောအဲ့နောက်ဆုံး R4 တို့ပါတော့လည်းတွေ့ရနော် နိုင်ဘူးလားတော့ AI နဲ့တင်ဆက်ပါပေါ့ ဒီစက် ဟုတ်တယ်မှတ်တာကိုရိုက်ရဆိုတာပဲဖြစ်တယ် မတွေ့ဘူးတဲ့တဲ့ Falcon လို့ပြောရင် Falcon မတွေ့ဘူးတွေ့ဘူးလား ငါတို့ရင်ကတော့တွေ့ဘူးလေကိုရမ်းဆိုတော့ ဟောအရင်တော့ကျွန်တော်တို့မတွေ့ဘူး Falcon နဲ့ဟုတ်တယ် ဘယ်ကောင်မတွေ့ဘူး ကျန်တဲ့တင်းတော်တော်များများတော့တွေ့ YG ဘူး လည်းတွေ့ဘူး ဟုတ်တယ် YG ပါလည်းတွေ့ဘူး ကုန်းကြတွေ့ဘူး ဒီ organ အဖွဲ့မှာကြာတယ်ကျွန်တော်တို့ဒီမှာကျွန်တော်တို့ဒီဘလုံးပြိုင်ပွဲမှာဆိုပြဒီ Vaneton နဲ့ဒီ Messi တို့အဲ့လိုမျိုးတွဲဆော့တာကျွန်တော်မြင်ခဲ့ရအောင်ဗျာအဲ့မဲ့ organ မှာကြာတော့ Naomi ရဲ့ Maybe ရဲ့ Justin ရဲ့ Kit ရဲ့ Hနဲ့ Can နဲ့အဲ့လိုတူတူတွဲဆော့တာမြင်ရတော့ကျွန်တော်ဒီပိတ်သက်တယောက်အနေနဲ့ကြည့်ရင်တော့အရင်ပျော်ဖို့ကောင်းတယ်ဗျာ ဟောမှာပြိတ္တတွေက တော်တော်များကြည့်ကြည့်ရတာပြင်မှာကျွန်တော်တို့ Vaneton နဲ့ Messi ဆိုဗျာဆော့တာတဝဲမှသူမဆော့ခဲ့ရပါဒါပေမဲ့ကျွန်တော်ဒီမြန်မာနိုင်ငံရဲ့လိုမျိုး legend player ဖြစ်တဲ့အကုန်လုံးလိုမျိုးသူတွေကအဲ့လိုမျိုးတွဲဆော့တာဆိုတော့ကြည့်ရတော့အရင်သဘောကျတယ်အဲ့တော့ကျွန်တော်သိချင်တာကကြာတော့နောက်ပွဲမှာအဲ့လိုမျိုးဒီလိုစုဖွဲ့ရထက်ဆော့ဖြစ်အောင်ပါလား ကျွန်တော်တော့ဟိုစုံဖြတ်ထားတာပေါ့အဓိကတော့လို့တေချာမ train မဲနဲ့ဟိုအပျော်ဆိုပြီးတော့ထပ်ပြီးဆော့ပြမဟုတ်ဘူးကျွန်တော်ကတော့ဟိုအဲ့ခဏချက်ကလည်းဟို fee ရတော်တော်ကျဲအဲ့တော့တေချာ train ထားပြီးတော့တေချာဒီ tournament တစ်ခုကိုပေါ့နော် focus ထားပြီးတော့ငါတို့ဆော့မယ်အဲ့လိုမျိုးတေချာဆော့မယ်အကုန်လုံးကလည်း comment ပေးမယ်ဆိုရင်တော့ဆော့ပြမယ်ဒါကအဲ့လိုတမန်ကရှန်ကဆိုရင်တော့လုံးဝဘာမှမဆော့ ဟုတ်တယ်ဘာလို့လဲဆိုတော့တော်လည်းအဲ့လိုမျိုးစဉ်းစားတာအဓိက train ပြီးတော့အခုလည်း train တော့ train ရပဲဒါပေမဲ့ကျွန်တော်တို့အဲ့လို ဟို comment ပေးရမတူဘူးပါလားအဲ့လိုမျိုးပဲ ဟုတ်တယ်အဲ့လို ဟိုကိုပေးခြင်းမမဲ့လဲတခြားလူကလည်း အကုန်လုံး အားတာပါညာအဲ့လိုမျိုးရှိရော အကုန်လုံးစိတ်တူကိုယ်တူနဲ့အဲ့လို try ပြီးတော့အဲ့လိုတော့ season တစ်ခုဆိုတစ်ခုကွာအဲ့လိုမျိုး3လဆို3လ6လဆို6လ ပွဲတစ်ခုကိုလုံးဝတာကထားပြီးတော့အဲ့လိုမျိုး ရှုံးမှာရှုံးသွားကွာတည်ရမှာဒါပေမဲ့အဲ့လို prepare လုပ်တဲ့အချိန်လုံးဝ commit လုပ်ကြမယ်ဆိုရင်တော့ကျုံပြဖို့တော့ရှိတယ်ဒီအဲ့လို GG fat ပေါ့နောက်လာမယ့်ပွဲ ဒီဘက်ရှိမဲ့ဟိုပါလားမင်းတို့ပြော flat play လုပ်နေ LBA ရှိမယ်အဲ့လိုပွဲတွေတော့ရှိမယ်ဗျာဒါအဲ့ဒါကျွန်တော်တို့ချက်တော့ပြန်ညှိအောင်ပါပေါ့လေနော်ဘာလို့လဲဆိုတော့ကျွန်တော်တို့မှလည်းအခြားလုပ်တွေလည်းရှိရဗျာအချိန်ပေးနိုင်မှာလားတကယ်ရောပေးကြင်လားပေါ့အဲ့လိုမျိုးလည်းရှိသေးတယ်ဆို တ တော့ ကယ်လို့အကုန်လုံးကလည်းဆုံးမချက်ချက်ပြီးအဲ့လိုညီဘယ်လိုပြောရမလဲအကုန်လုံးကတေးသေးချာပေါ့ training လေးတခြားလုပ်ပြီးတော့ဒီဘက်ကိုလည်းအားဆိုင်ပေးဦးမယ်ဆိုရင်တော့ဆော့ပြမှာပေါ့တကယ်လို့မဟုတ်ဘူးပြင်တော့ဒီနေ့ပဲ customer တိုင်းပဲအေးစေးပဲချေဦးမယ် ဒီလိုချေအောင်ပါဘောပြောပါ ဒီကတော့အဲ့လိုရှုံးတဲ့ခံစားချက်ယူမကြိုက်ဘူးဗျာတည်အဲ့လိုရှုံးတာတော့သူကတ်တိုးလေးရှုံး အဲ့လိုရှုံးလာတဲ့ကွာဒီလားကိုပြောတာဟိုအကုန်လုံးလည်းတိမှာအဲ့လိုမျိုးပြောချင်တာမဟုတ်ကွာဒီလားဟိုကျွန်တော်တို့ကနေတာတစ်ခုမှရှိခဲ့ပြီးတော့ကွာသူအဲ့လိုအောက်သေးရိုက်တာတော့ပြီးချင်ဟလာလာယူအဲ့သူများကိုနှိမ်တာတော့မဟုတ်ဘူးကွာဒါကတော့သူများကိုတကယ်ပြောတာကျွန်တော် stream မှာခဏပြောဘူးသူများကိုနှိမ်တာတော့မဟုတ်ဘူးဒါပေမဲ့အဲ့လိုမျိုးတင်းရိုက်ရခံရပြီးရှုံးသွားတာတော့ဟိုတပွဲရှုံးတာကိုမခံနိုင်ဘူးညာဒီလားအဲ့လိုရှုံးပြီးတော့သွားဆိုရင်တော့ကဘာပြသွားသလိုပဲအဲ့ဒီအဲ့လုံးဝမခံနိုင်ဘူး ဟိုကိုပိုင်းတိုင်းတော့ဆိုရင်အကုန်လုံးရှင်းခဲ့ရဆိုတော့ကျွန်တော်ဒီလိုမျိုးအတင်းနဲ့တွေ့တဲ့ခါကျတော့ဘယ်လိုပဲဖြစ်လောင်ကောင်းလောင်မှာပေါ့နော်အနည်းဆုံးတော့ လောင်လာတဲ့ကိုက အားမရပါဘူးနော် မလုံနိုင်တော့ပေါ့ဒီလိုပေါ့ နော်ခုနကြာတော့ GG game တို့ဘာမှဝင်ပြသွားပြိုင်မယ်ပြောရဗျာကျွန်တော်တပ်ပါတီပွဲရောကိုပြိုင်ဆော့မယ်ပေါ့ဒါပေမဲ့ဒီ official ပွဲရောဆော့ဖို့ရှိတာ ခုနပြောခဲ့သလိုပဲပေါ့အဲ့လိုပဲတေချာတဲ့ဟိုပေါ့နော်တေချာတဲ့အရာပေါ့ဒီဘယ်လိုရမလဲပတ်စံအရာရောဖြစ်ဖြစ်ဒီကိုမစ်ပြီးတော့ပြန်ရနိုင်တဲ့အရာဆိုရင်တော့ဆက်ဆောင်ပါကိုမစ်တကယ်လို့မရဘူးဆိုမဆော့ပါ တကယ်လို့ဗျာကိုဒီအစုဖွဲ့ရဗျာကျွန်တော်ကြည့်ရတော့ကျွန်တော်ဒီ Naomi ရယ် Justin ရယ် Kit ရယ် Can ရယ်နောက်တော့ကဒီရယ်ဗျာအဲ့ဒီငါရောဆော့ရဲ့စုဖွဲ့ရကြတော့ပို့ပြီးတော့ဟိုအစုဖွဲ့ကပိုတောက်နေလို့ခံစားရဗျာတကယ်လို့ဒီစုဖွဲ့ရဗျာကျွန်တော် training တိုင်းကောင်းကောင်းနဲ့အဲ့လိုမျိုးနီးပြကောင်းကောင်းနဲ့အဲ့လိုမျိုးတခြားစနစ်တကျ train မယ်ဆိုရင်အရင်လိုမျိုးအကုန်လုံးဟိုပြန်ရှင်းနိုင်တဲ့လောက်ထိကျန်းလာဖို့စီစဉ်ရှိမယ်လို့ထင်လား အဲ့လောက်ကြီးတော့မမှန်တာပါကိုတွေကလည်းအဲ့လောက်ကြီးဟိုအသက်ရွယ်ရရောဒီ Oman Slow ရရောအုံနောက်ကလည်းတိတ်မကောင်းတော့ဆိုအဲ့လောက်ကြီးမှန်လိုက်ပဲလေနေရာတစ်ခုတော့ပေါ့နော်နေရာတစ်ခုတော့ရောက်မယ်လို့တော့ယုံပါတယ်ကိုကတော့ အဓိကတော့အဲ့လို line ဖြစ်သွားတာတော့ခုနကပြောလို့ပဲပင်ပြက်နာကြောင့်ကျွန်တော်တို့ဖြစ်သွားကြတာဗျာအမှန်တကယ်ဆိုရင်ကျွန်တော်တို့ plan ထားတာကျွန်တော်ရဲ့ Naomi ရဲ့တွဲเนาะ Kit နဲ့ Baby နဲ့တွဲပြီးတော့ Ace ကကိုလေးကန်ချန်ကဲအဲ့လိုမျိုးနဲ့ဆော့ကြမှာဗျာတလဲစီဟို3ယောက်က main line ပေါ့ဒါပေမဲ့ line ကလုံးဝအဆင်မပြေဘူးဗျာသိရမလားအဲ့လိုတခါအဲ့လိုပြိုင်ပွဲဆော့နေတာဆိုတော့ပူဆိုးတယ်ဗျာပြိုင်ပွဲမှာဆိုရင်မြန်မာစာပါကြီးဆော့ရတာထိုင်းကလူတွေကကြတော့
အဲ့လို screen server တွေပါဆော့ရင်သူတို့အဆင်ပြေဒါပေမဲ့မြန်မာ server ဆိုရင်သူတို့လုံးဝမကောင်းအဲ့လိုမျိုးဆိုတော့အဲ့လို handicap နဲ့ဆော့နေရလို့ဗျာသိရမလားအဲ့လို ပင်ကရမ်းกว่า ပင်ကတော်တော်ကွာသိရမလားအဲ့လိုပင် hero တွေဆိုပူဆိုးတယ်ဗျာသိရမလားအဲ့လိုမျိုးဆိုတော့အဲ့ဒါနဲ့ပဲနောက်ဆုံးကျတော့ကျွန်တော်တို့အဲ့ decision ချပြီးတော့ local 9ယောက်ပဲကြုံပြီးတော့ရအဆင်ပြေလို့ပေါ့ဗျာသိရမလားဒါပေမဲ့ဂျိုင်းမှာကျွန်တော်တို့တော်တော်လေးတော့ train လိုက်တယ်ကျွန်တော်နေမလားညမလား3ရက်လောက်ပေါ့လေအဲ့ decision ချပြီး3ရက်လောက်ဒါပေမဲ့မမီတော့ဘူးဗျာသိရမလားအဲ့လိုမျိုးဖြစ်သွားဒီကောဘာကြီးရတော့ ငူးနေလား အဲ့လိုမျိုးကျွန်တော်တို့အဲ့လိုdecision ချပြီး3-4ရက်လောက်ပေါ့လေပြိုင်ပွဲကာလာအတွင်းလည်းဖြစ်တယ်အဲ့လို3-4ရက်အတွင်းမှာကျွန်တော်နေမလားညမလားကျွန်တော် train ခဲ့ဒါပေမဲ့မမီတော့ဘူးဗျာသိရမလားအဲ့လိုနည်းနည်းလေးနောက်ကျသွားအောင်3ရက်တော့ထိန်ခဲ့ပါနေများနဲ့3ရက်တော့ဟို3ရက်ဆိုတာလေအဲ့ decision ချပြီးရဲ့3ရက်ပေါ့နော် decision ချပြီးရဲ့အချိန်မှာကျွန်တော်အဲ့3ရက်မှာကျွန်တော်အဓိကတော့ role တွေပါချို့ဆိုရင်ချိန်ထားကြရဗျာသိရမလားအဲ့လိုမျိုးဆိုတော့ hero span အားတွေလိုသွားပြီဗျာသိရမလားအရင်တည်းကစော့ရဲ့ hero တွေမဟုတ်ဘူးဗျာသိရမလားအဲ့လိုမျိုးဆိုတော့နောက်လည်းလိုက်ပြီးတော့ကြိုးစားပြီးစော့ကြည့်နေရပါလေနော်အဲ့လိုမျိုးပေါ့အဲ့ roll chain တာတော့ဘယ်သူကအကြံပေးလိုက်တာဘယ်သူကဆုံးဖြတ်ချရတယ်ပေါ့ဒီ roll chain နဲ့ပတ်သက်ပြီးတော့ဟိုသူအကုန်လုံးတူတိုင်ပင်ပြီးတော့ပဲချိန်ရကြရလားကြံပေးရဆိုတာအဓိကတော့မဖြစ်မနေဖြစ်သွားတာ哦မဖြစ်မနေဆိုတာအဲ့2ယောက်ကလုံးဝဆော့လို့အဆင်ပြေဘူးဆိုတော့ဒီရှိရဲ့9ယောက်ကိုပဲငါတို့ဘယ်လိုဆော့မလဲပေါ့အဲ့လိုမျိုးလေးပဲဆော့တယ်ဟုတ်တယ်အဓိကတော့အဲ့လို no roll chain ကိုစဉ်းစားတဲ့အချိန်မှာကျတော့အဲ့လိုဘယ်ဟာပူကောင်းမဲ့ဘယ်သူကအဓိကတော့ player ကိုယ်တိုင်ဆော့ခြင်းမှာဖြစ်တာဗျာသိရမှာအဲ့လိုမျိုးဆိုတော့ kit ကိုအစ kit ကို goal လေးဆော့ခိုင်းမှာ kit ကိုဆော့နေချင်တာမှာသူကကျတော့အဲ့လို side lane ကိုသူလုံးဝဆော့လို့အဆင်ပြေဘူးပေါ့သူဘက်ကလည်းအဲ့ဒါနဲ့တန်းသူဆော့ပေးမယ်ပေါ့သူ goal လေးဆော့ခြင်းတယ်သူဆော့နေရဆိုပြီးတော့ kit ကဂျန်ခဲ့ဆိုရင်တော့ရတယ်ဆော့ပေးမယ်ဆိုပြီးတော့အဲ့လိုဖြစ်သွားတာလို့ဖြစ်သွားတာပေါ့ဒါကြောင့်တခုတက်သိချင်တာကြောင့်နောင်မီကကြလို့ပစ်ကော့တန်ကြီးကပို့ပြီးတော့အားတာရလေအဲ့တော့ဒီရှုံးသွားတဲ့နောက်ဆုံးပွဲမှာဆိုရင်နောင်မီကဒီ software hero တွေကကင်မရာလို့ခလုတ်ကချလို့ဆော့သွားတာဗျာအဲ့တော့အားကြောင့်ဘာဖြစ်လို့မျိုး hero တွေရွေးချယ်ဖြစ်သွားတာလဲအဲ့ဒါကိုပြောရရင်ဟိုဘယ်လိုပြောမလဲဟိုပွဲမှာဆိုရင်အဲ့လိုပွဲဘယ်လိုလဲမသိဘူးအဲ့လိုအပြင်အားဆိုရင်တော့ကျွန်တော်တို့အပုံမှန်လူတယောက်ဆိုရင်တော့အပြင်အားဆိုရင်တော့မြင်တယ်ဗျာအဲ့ပွဲအဲ့ထဲမှာအဲ့လို player က drag ရမယ်ဆိုရင်ဘာမှမသိတော့ဘူးရှုပ်ကုန်အကုန်လုံး player ရင်းကလည်းဘာမှမသိတော့ဘူးအဲ့လိုမျိုးဟုတ်တယ်ကိုကျွန်တော်ဆိုလဲ pitch နေယူကတခြားဆိုရင်အဲ့လိုဘယ်လိုပြောမလဲပြောလို့လည်းအဆင်မပြေဘူးဗျာဒီလားရှင်းရှင်းလဲအဲ့လိုဘယ်လိုပြောမလဲအကုန်လုံးအဆင်ပြေမဲ့ဟာပဲပစ်မယ်ပေါ့အဲ့လိုမျိုးအဲ့လိုအချိန်မှာလဲအောင်တော့အဲ့လို drag တွေကအဓိကလွယ်ကျွန်တော်နောက်ဆုံးဆိုရင် sorry က Gufra ရင်ပစ်ထားမယ်ဒါကြီး Gufra ရင်နဲ့ပါအဲ့ဒီမှာအကုန်လုံးကလည်းမကြောက်ဘူးမကြောက်အေးကွာကင်မရာပြီးတော့အဲ့လိုမျိုးပေါ့အဲ့တော့ဒီက confirm လာတော့အမှားတော့ကိုကတော့လိုတယ်ပေါ့စရခေါ်လာတဲ့ကောင်းသားတော့သိလားစရအထက်တွေနဲဆိုတော့အဲ့သူဟီးရိုးတစ်ခေါက်လောက်တော့မပစ်သူမပစ်တော့ဆိုရင်တော့သိရလားဟီးရိုးတစ်ခေါက်လောက်တော့ပြောဖို့ရသေးတယ်သိရလားအဓိကအဲ့လိုမျိုးကိုဗန်ပြစ်မဲ့ဟာကြီးကတိုင်ပတ်နေတာဟုတ်တယ်အဓိကကျတော့ဗျာ player အကုန်လုံး coach ပေါင်းလုပ်တယ်ဆိုတော့9ယောက်လုံး position လုပ်တယ်ကွာငါဒီကောင်ပစ်ချင်တယ်ဆိုရင်ကျန်တဲ့4ယောက် improvement လုပ်တိုင်းစင်တယောက်လောက်အဆင်မပြေဘူးဆိုရင်အဲ့ဆိုနောက်တစ်ကောင်ထပ်ဆင်းစားနောက်တစ်ကောင်လည်းအဲ့လိုပဲသိရောအဲ့တော့ drama မှာကျွန်တော်တို့က pause လို့ရရင်လည်းကောင်းတယ်ဗျာသိရမလား screen မှာလည်းဒါပေမဲ့ pause လို့လည်းမရအောင်အဲ့လိုဖြစ်နေတာဒါပေမဲ့လည်းကျွန်တော်တို့ချိန်နည်းနည်းလေးပို့ပြီးတော့တယောက်ကိုပဲတည်ဟိုင်းပြီးတော့ main dress ဆိုပြီးတော့အဲ့လိုမျိုးလေး plan လေးလုပ်ထားလိုက်ရင်တော့မစိုးဘူးဗျာသိရဒါပေမဲ့ကျွန်တော်တို့အဲ့ဒါလေးလုံသွားသိတာသိပါတာပဲအဲ့တော့ဟုတ်တယ်အဲ့ဒါကတော့နည်းနည်းလေးတိုင်ပတ်တယ်တကယ်လို့နီးပြကြောက်တော့ရောက်လာမယ်ဆိုတော့ဒီတက်ပို့ပြီးတော့ဗက်ကပိုကောင်းမှာပေါ့နော်အဲ့ဆိုရင်အဲ့တော့အာမခံနိုင်တယ်ကျွန်တော်တေချာပေါက်ပဲဟုတ်တယ်နောက်ရောမဟုတ်ရင်တော့မှလည်းနောက် drama ကြီးတယ်တော့ဆော့လို့ရမှာတော်ဆော့လို့ရအဲ့တော့ဝဲလောက်တော့မဟုတ်ရင်ဒီကျေးပြီးမစောလိုက်ရအောင်ကိုကဟီးရိုးပစ်တဲ့ပွဲကပြီးနေပြီအဲ့လိုဖြစ်တယ်ဟုတ်တယ်ဒရိုက်ကြီးအောင်အများဟိုဘက်က donation တော့အနေတော်တော်နေနေရနော်ဟီးရိုးပစ်တဲ့အဲ့လိုမျိုးဖြစ်နေတယ်ဟီးရိုးပစ်တဲ့အဲ့လိုအပြင်မှာဗျာပုံမှန်ဂိမ်းဆော့တဲ့လူတယောက်ကကြည့်ရင်တော့မှမြင်တယ်အဲ့ဒါဒါပေမဲ့အထဲကလူကကြောက်ရမ်းပြနေအမှအဆင်မပြေဘူးအဲ့လိုမျိုးအဲ့လိုကြောက်ပါဘယ်လိုမလဲ pressure ပြီးသွားဟိုမဆိုင်ပါဘူး pressure လေးတော့မဆိုင်ပါဘူး drop it ဆိုတာဗျာဂိမ်းမှာဒီဂိမ်းမှာအဲ့လိုအနည်းဆုံး drop it တာရင်80ရာတော့နိုင်တယ်ဗျာ90ရာတော့နိုင်တယ်ဆိုတော့ဟိုကိုတိကြတယ်ဗျာဒီမှာ drag ကနေနေနည်း pressure တော့ပို့ပြီးတော့များတာပေါ့ဆော့ရကျွန်တော်ကနာအိုမီကိုမလို့ pick up တက်နေပဲပို့ပြီးတော့အဆော့များမယ်ထင်တာအပွဲကကျွန်တော်အဲ့လိုပါထွက်လာအောင်ကျွန်တော်မှရုပ်ကြီးကကြောင်သွားတယ်ဘန်းဝါလည်းဘာဝါလည်းတဲ့ဘန်းဝါကာတာချောင်းဟို Fanny နဲ့တော်တော်များရှင်းရရနော်အဲ့ Fanny ပြတဲ့ပုံကဘယ်လိုမြင်လဲဟိုကျွန်တော်ကြည့်နေတာ Fanny ရှုံးတဲ့ပွဲတော်တော်များများ Fanny နဲ့ပဲရှုံးသွားတာဆိုတော့လေ
ဟောယူလိုက်တယ်တော့ ဖြေးပါချက်တော့တည်ရတော့ ဒီကတော့ Fanny နဲ့ရှုံးသွားပွဲမှန်များကျွန်တော် drop ကိုကြည့်လိုက်ရင် Fanny တို့ stand ကလုံးဝ free ဗျာတင်မှာအဲ့ဒါလည်းတစ်ချက်ပေါ့လေနောက်တစ်ချက်ကတော့ကျွန်တော်တို့မရှိမလဲ announcement တာထင်တာပဲ အဲ့လို player က announcement လုပ် ဟုတ်တယ်ဟုတ်တယ် hero ဝယ် respect ပေးလိုက်ရမှာတည်ရမှာအဲ့လိုဒီ player ကင်လို့ဒီ Fanny ကရှင်းလို့ရတယ်ဆိုတာမျိုးမဟုတ်ဘဲနေတည်ရမှာအဲ့လိုမျိုးဆိုရင်တော့ပို့ပြီးတော့ result လေးကပို့ပြီးကောင်းမယ်ထင်တယ်တည်ရမှာ ဘယ်လိုပဲလို့ဆိုရင်ဆို နောက်တော့လောက်မြင်မြင်တဆော့လို့ရအောင်လား ဟိုင်ကိုကြီးဆိုနေတယ် ဘာလို့ဖိုင်လာတော့လုပ်ပေးတယ်မလဲဝိုင်းကပြက်ခေါ်လား ဘုံဒီလေးနဲ့ပြန်ခေါ် အဲ့လိုတရားဆိုင်မှာတရားဘုံတရားဆိုတော့ပတ်ပြီးတယ် စားပါစားပါ စားပါတကယ်ဆိုလဲလုံးပါတကယ်ဆို ပြီးတော့ဒီဂျန်ဂယ်ဘုံနဲ့ပတ်သက်ပြီးတော့လေဒီကန်အားကြောက်ဒီဂျန်ဂယ်နဲ့ဂျန်ဂယ်ဆော့တာပိုတာရအဲ့လိုမျိုးညာမှာသူကဂိုးသိန်းကိုဆင်းဆော့လိုက်တာဆိုတော့အဲ့ဒီ decision ကဘသူကြောင့်ဖြစ်သွားတယ်ကျွန်တော်မလည်းပြောရကန်ဂျန်ဂယ်လာတော့ပို့ပြီးတော့ကစ်ထက်ပို့ပြီးတော့အားတာမယ်ထင်တယ်ကြာအဲ့ဒါကြောင့် ဒီကတော့သူလဲလို့ဂျန်ကတိတ်မစော့ကျင်တော့လည်းပါမယ်လို့ကျွန်တော်ကိုခံစားကြပါတော့သူတိတ်ပြီးမစော့ကျင်တော့လို့ခံစားအဲ့တော့ပြီးဒီမှာလဲဂိုးလေးရတယ်လိုရနေရဆိုတော့သူလဲစော့ဘူးလားရှိတယ်ဗာညာဆိုတော့လူစော့ဖြစ်သွား ချက်စင်းအနေနဲ့တော့ဘယ်လိုထင်လဲအဲ့လိုကန်နဲ့ကင်းတဲ့အပေါ်ဘယ်လိုမြင်လဲကန်ဂျန်ဂယ်လာပိုကောင်းလားကစ်ဂျန်ဂယ်လာပိုကောင်းလား တော့တော့ဒီ hero တွေပဲဆိုတော့ဒါပဲဆိုဒါပါပဲအဲ့ဟာကြီးတော့မရှိပါဘူးတင် အဲ့တော့သူဂျန်ကစော့ဆက်နေနေတော့ကွာမှာပေါ့ပုံမှန်စော့နေ ဆော့နေကြလူနဲ့အခုမှပြောင်းဆော့တဲ့လူနဲ့တော့ကွာမှာပဲဗျာနည်းနည်းပပပေါ့အဲ့မှာအဲ့ဒါတွေကတော့ဘယ်သူပိုကောင်းတယ်ညာပိုကောင်းတယ်ကျွန်တော်တို့ကအဲ့လိုမျိုးမစဉ်းစားပါဘူး ဒီကကိုကောင်းနိုင်ပါပဲ ကိုမကောင်းလို့ရှုံးပါ ကောင်းလို့ရှုံးသွား ဒါပေမဲ့ကျွန်တော်ပိတ်တဲ့ကြောင့်နေရာကြည့်တော့ဒီ line ကတော့တော်တော်မဆိုးဘူးဖြစ်နိုင်တယ်ဗျာလို့ကျွန်တော်က support ကောင်းကောင်းနဲ့လို့ကန်နေပါရင်လည်းလို့နီးပြကောင်းကောင်းနဲ့ခေါ်မယ်ဆိုရင်တော့ဒီ line ကတော့တော်တော်လေးဖြစ်ထွန်းနိုင်မယ်လို့ကျွန်တော်ထင်တယ်ဒီအခုစော်က9ရောက်ကိုလေပို့ပြီးတော့တောင်းဖြောင်းဖြောင်းနဲ့ပို့ပြီးတော့ဟိုကစော်အောင်နိုင်တယ်ဗျာ အဲ့ဒါတော့အရင်လို player live ဘွားကြီးပြန်ဖြစ်သွားမှာပေါ့လေနော်အဲ့လိုမျိုး9ယောက်လောက commit နိုင်တယ်ဆိုရင်တော့အဲ့လိုမျိုး camp နေနဲ့ coach နေလုပ်တယ်ဆိုရင်တော့ဖြစ်နိုင်ပါတယ်လက်ခံပါတယ်မ ဒီ ငြင်းပါ ပြန် ဘူး စော့စော့ ဟမ် ဟုတ် ဒီချက်ကြည့်အောင်ပေါ့ဒါပေမဲ့အဲ့လိုမသိဘူးအဲ့လိုတခါရတော့လေစော့ကျင်တယ်ကွာတခါရတော့လေအဲ့လိုစော့ကျင် တကယ်သွားပြီးတော့တပတ်လောက်ပဲ အဲ့လိုမသိဘူးအဲ့လိုပြန်မနေဘူးတော့မသိတော့ဘူးကွာသိရောဒါပေမဲ့အဲ့လိုပွဲ grand final တွေကြည့်နေတော့ဆောင်းဆော့ကျင်လီးရဲ့အမောင်အဲ့လိုပြီးတာပါဗျာအရင်ကစော့ခဲ့ပြီဆိုတော့မခံနိုင်ဘူး အဲ့လိုမျိုးဆောင်း hype တယ်ဗျာသိရအဲ့လို game 7တော့ဘာလို့ရောက်ပို့ပြီးတော့စော့ကျင်တယ်သိရမလားဟာအောက်ကကြည့်ရတဲ့လူတော့ hype နေတာဗျာဒါပေမဲ့ဒီ MS ပွဲတွေကတော့တော်တော်ပြတ်တယ်ရန်တော့ hype မဖြစ်ဘူးဟုတ်တယ်အဲ့လိုမျိုးဆိုတော့အဲ့လိုသူချကိုချ PH ပွဲတွေ Indo ပွဲတွေကြီးလိုက်မယ်ဆိုရင်အဲ့လိုဗျာနည်းနည်း hype တယ်ဗျာသိရမလားမိုက်တယ်သူချကိုချတယ် တကယ်လို့က organization တစ်ခုခုကလို့ supporting အပြည့်နေတယ်နီးပြရပါနေရတယ်စမုံစာကောင်းကောင်းပေးမယ်ဆိုရင်ဒီ9ရောက်လုံးကပြန်ဆော့ဖို့ရော plan လုပ်ထားရှိတာ ဒီနဲ့ကိလောက်တော့ဆော့ပြီမယ်တဲ့ကျွန်တော်အနေနဲ့ကတော့အရင်ကြီးတော့မသွားနိုင် သွားနိုင်တော့ပေါ့ ကျွန်တော်အနေနဲ့ ချက်စင်းအနေနဲ့ရော နော်လဲချက်တော့ကြည့်ရမှာပေါ့လေစင်ပြေတယ်ဟိုဖြစ်တယ်ဆိုရင်တော့ဆော့ပြက်လောက်ပါတယ်အဲ့ရ feeling ပေါ့အဲ့ခံစားချက်ပေါ့ ကျွန်တော်ဒီအရင်တော့ဆိုပြဒီပို player streamer တွေစုပြီးတော့ဒီ Team Star ဝိုင်းလိုမျိုးအတင်းတွေပါထောင်နိုင်ပါရှိခဲ့တယ်အဲ့လိုကိုကိုဒီ organ အနေနဲ့ကြောက်တော့ဒီနောက်လာမကြံပွဲမှာအဲ့လိုအတင်းထောင်မှုရောစီစဉ်တာရှိတယ်ဒါမှမဟုတ်လေဒီ ရှိရတကယ်တော့ကျင်လား ဟုတ်ရ အသေးတော်တော့မလွယ်ဘူးနော်ထင်လောက်တော့ထင်လောက်တော့မလွယ် ဒါပေ နေ မဲ့ထောင်ကျင်တယ်တကယ်ဒါမှထောင်ကျင်တယ် ထောင်တော့ အော်လေသေးချက်ကွာကျွန်တော်ပတ်စံပြပေးတော့နောက်မင်းကြိုက်တာလို့နောက်ရင်တော့ကြတယ် ဘာလဲပါတက်ရိုက်တာတချို့တော့လူတွေလို့ ရတယ်မန်နေဂျာဘယ်လောက်ဆိုရတယ် မန်နေဂျာစီအီယို နောက်ပြီးစီကိုနောက်မန်နေဂျာပေါ့ အဲ့ဒါတော့တကယ်လာပါနော်ထောင်ရဲ့အတင်းအကုန်လုံးရှင်းပါ ပေးကြိုက်တာလုပ်လို့ရတယ်ငါပတ်ဆက်ထုတ်ပေးမယ်အဲ့လိုပဲလူ ဒီကတော့ပတ်စံတော့ အော်ဒါရေးလောက်ရတာမလွယ်ဘူးပြီးတော့သူတို့ manage ဖို့တွေရောသိရမလားပြီးအဲ့အဓိကတော့ပတ်ဆက်ပေါ့လေခုနပြောလို့ပတ်ဆက်ကတော့တော်တော်ကုန်ပါဘာ income မှာဆက်ဆက်လုပ်ချင်ဆိုရအောင်ပေါ့လေသိရမလား ပြီးအောင်မြင်မှုအတင်းအောင်မြင်မှုဆိုရင်တော့6လတန်းလောက်က invest လုပ်ရပါ ဟုတ်တယ်အဲ့လိုမျိုးရေးဆိုတော့
ထောင်ကျင်ခဲ့ရဆိုရင်တော့အခုအနေနဲ့တော့မဖြစ်နိုင်သေးဘူးအဲ့လိုပြောမှာငါအဲ့လိုစုလိုက်ရင်တော့လည်းတစ်မျိုးဟုတ်ပါလား အဲ့တော့မလောက်ဘူးလေလောက်ဘူးလေမွေးပါကောဘာလဲကြည့်မယူမယူနဲ့အဲ့ဒါပြအားပါရှေ့ရောက်လို့စူးလိုက်ရင်တော့ဖြစ်နိုင်ပါသေးတယ်တောင်ဦးကကြောက်ဟောဒါကတော့အဲ့လိုမြန်မာနိုင်ငံမှာဝင်ငွေအကောင်းဆုံးကိုစေးကိုအသင်းထောင်ခိုင်းမှရအောင်ကိုစေးတဲ့အိုကန်ပူပေါင်းရတော့ကွန်ပီတီရှင်ကကျဲစားဖြစ်သွားကြတယ်နော်အိုကန်အသင်းတွေပဲဆိုးအကောင်းဗီဇာကန်ဗီဇာကန်အဖွဲ့သားပြဆိုကြစားဒါပေမဲ့အဲ့လိုဖြစ်သွားရင်တော့ပိုကောင်းမယ်ထင်တာ။အဲ့ကျပိတ်သက်တွေရတယ်တော်တော်များကြိုက်ကြမှာဗျာဒီလိုပလေယာတွေ1500အတင်းဆိုတော့အဲ့ကျကိုယ်တိုင်လည်းတယောက်မျိုးတော့ဝင်ဆော့မယ်ဆိုတော့မှ fan တော်တော်များမှာအကြိုင်။ညာကိနေဒီရှိ။ဆော့ပေးလိုက်ရသူတို့เนี่ยခုနနောင်မီပြောသူဗျာဒီပရိုပလေယာလိုက်နဲ့ဒီဆွေးမလိုက်ပေါ့နော်နောင်မီကခုနဒီပရိုပလေယာလိုက်ကိုတစ်ပတ်လောက်သွားပြီးတော့ပြန်လာရင်တော့မှဟိုပြန်စဉ်းစားမယ်ပြောတာလေတကယ်လို့ဗျာနောင်မီကိုဗျာအဲ့လိုမျိုးဟိုစပိုနေကောင်းကောင်းနဲ့ကန်ကောင်းကောင်းနဲ့အဲ့လိုမျိုးနီးပြကောင်းကောင်းနဲ့ဗျာလားစားတယ်တော့အကျန်းစားကြီးဗျာတော့တန်ပြီးပေးလိုမျိုးပေးမယ်ဆိုရင်အဲ့လိုမျိုးကောင်းဘာဖြစ်လို့ဒီလိုမျိုးပရိုပလေယာလိုက်ကိုပြန်လာဖို့ကနှစ်ခါတော့ဒီပြန်ပြီးစဉ်းစားနေရတယ်အဓိကတော့လိုမျိုးဟိုကျွန်တော်ရဲ့ခံစားချက်ရဆိုတော့ကျွန်တော်ကဒီအလိုတယောက်တည်းနေရတဲ့လိုတင်းမှာကြတော့လူတွေအများကြီးနဲ့နေရလေလူအများကြီးနဲ့နေရမယ်ပြီးရင်ကိုယ့်ရဲ့အချိန်တွေအကုန်လုံးဒီလူတွေနဲ့ပေးရမယ်အဲ့လိုမျိုးအချိန်မှာကြတော့ဒီကာလာတစ်ခုလောက်ဗျာစတမာလိုက်မှာတယောက်တည်းအေးသေးချေးပြီးနေပြီးသွားပြီအဲ့လိုမျိုးအချိန်မှာဘရိုကအဲ့ဒီထဲကိုပြန်ဝင်ရမယ်ဒီမျိုးဟာတွေပြန်ဆက်သွယ်ရမယ်အဲ့ဒါယူကျွန်တော်တို့ကတော့ဟိုမွန်းကြက်တယ် pressure များတယ်အဲ့ဒါကြီးကကျွန်တော်တို့မွန်းကြက်အဲ့လိုမျိုးအဲ့ဒီကိုပြန်လောက်ရမယ်အဲ့ဒါတော့ပထမဆုံးချက်ပေါ့အဲ့ဒါပြီးသွားရင်ဒီ training တိုင်းတွေ commit ရလောက်ရမယ်ပြီးသွားရင်တယောက်နဲ့တယောက်ဒီ conversation အောင် communicate ဘယ်လိုကအများကြီးလုပ်အောင်ဗျအဲ့လိုမျိုးတွေကဟိုပြောရမလဲပြင်မှန်းတယ်ဗျ easy လေးပဲကိုယ့်ကို stream မယ်မနေ့ဆိုရင်ထားရင်ထားမယ်ကျင်သွားမယ်နော်စားချင်တာစားပြီးသွားရင်ညဆိုရင် stream မယ်အဲ့ဘဝကြီးနေကြတော့အကွာကြီးပဲဗျာဒီလားပြောရမယ်အဲ့ဘဝကြီးနေကြဘယ်လိုစဉ်းစားအကွာကြီးပဲအဲ့တော့အားကြောင့်မလို့ကျွန်တော်ကတော့ဘယ်လိုဒီပြလုံးမယ်ဆိုရင်တော့တော်တော်ကြီးစဉ်းစားဖို့လိုတယ်ပေါ့ကျွန်တော်တို့အဲ့လိုမျိုးဥမာနောင်ပြောတာတပတ်တော့ကန့်မှာသွားနေကြတော့ဘယ်ကန့်မှာသွားနေရ AI ကန့်မှာလားဘယ်ဒီမှာတော့မဟုတ်တော့ပြောရအောင်နော်ဘတ်ဒစီဘတ်ဒစီတော့ဟာအဲ့ဒါကြားတယ်လောအရှိတော့လောပြီးပြောပါကျစင်းနေနေရတော့ဘယ်လိုထင်လဲခုနကျွန်တော်ပြောသလိုပေါ့ဒီနောက်ပရိုပလေယာလိုက်နဲ့ဒီ streamer လိုက်ပေါ့နော်အဲ့လိုလားစာအများကြီးကောင်းကောင်းနဲ့ကမ်းလှမ်းမယ်ဆိုရင်နော်ပြန်လာဖို့စီစဉ်ရှိတာပြန်လာဖို့စီစဉ်ရှိတာဆိုတော့အဓိကတော့ကျွန်တော်အနေနဲ့ကတော့အဲ့လိုခုနပြောတဲ့ chat ဟိုဟာထဲမှာပါလို့ပဲဗျာဒီအတင်းကဒီလူတွေကနိုင်ရရှိလာပါလေနိုင်ရရှိရယ်နော်ကိုရန်ကလည်းလုံးဝ commit လုပ်ချင်တယ်သိရမလားအဲ့လိုမျိုးအဲ့ဒီအချိန်မှာလာ offer ရဲ့အချိန်မှာအဲ့လိုမျိုးဖြစ်နေရဆိုရင်ကကျွန်တော်ကတော့လက်ခံတယ်မှာ chat တွေအကုန်လုံးကိုက်ညီတော့ဟုတ်တယ်အဲ့ chat တွေနဲ့ကိုက်ညီတော့ဆော့ပြစ်မှာပါသူကသူလာတာများတာမများတာထက်ဗျာသိရမလားဟုတ်ပါလားဟုတ်တယ်လုံးနီလာတာဟုတ်တယ်ချန်ပီယံဖြစ်ရင်အဲ့လာတာထက်အများကြီးရပါမှန်ပါတယ်ဒါတော့ပြောခဲ့လို့အဓိကဟုတ်တယ်ချန်ဒီပေါ့နော်ချန်ပီယံဖြစ်နိုင်တဲ့ချန်တိုးလေပို့ပြီးတော့ comment ကောင်းလုပ်နိုင်ပြီပေါ့အဓိကအဲ့လိုပေါ့ကျစင်ကြီးကလည်းပြန်ရင်နေတဲ့ပုံစံပဲနော်ကြိုင်ဝဲကြီးကအဲ့လိုလည်းမဟုတ်ပါဘူးဒါမဲ့တော့အဲ့လို game ဆော့ရတော့အခုရပိုင်းနည်းပြန်ကြိုက်တယ်အဲ့လိုနည်း feed တက်တယ်တရားစတော့တေးတာ feed တက်တယ်သေဘူးပါကင်မီနဲ့တေးရပါလားပြန်ပါတော့တေးလိုက်ကင်မီနဲ့လီဝါဝါရှော့ပါလကားစားပါဒါကိုတက်ရောက် clip ရအောင်ထုတ်ပေးတာဒါ clip ရဟဲ့လောက်စားတာကျွန်တော်ဟဲ့လိုက်ကင်မီဆက်လက်ခဘယ်လိုသိသွားမလဲအေးကွာအေးလိုက်တော့ရောဟုတ်တယ်ကွာပါလီဘောမှာသိသွားတော့ justice ဆိုရကင်မီ highlight ဆိုရ highlight အပြည့်ပါကျွန်တော်ဒီမမိုင်းရဲ့ဒီမြန်မာလောကမှာဆိုကြဒီအကောင်းဆုံးလို့မျိုးမိတ်တူကိုတွဲဖြစ်တယ်ဗျာအရင်တော့ကလည်းမရှိခဲ့ဘူးအခုနောက်လည်းဒီလိုမျိုးကမစီဘီရဲ့ဒီလိုအဖွဲ့အစည်းဆိုတာရှိတာမဟုတ်ဗျာအဲ့လိုမျိုးစိတ်ကိုလျှော့တာပြပြပြောမှရဒီကျွန်တော်
တရားတည်တယ် ကျွန်တော်ဒီကိုလိုမြစ်ကြီးကိုလုံးဝအားရဆုံးပဲအခုဒီကတော့ကိုဆော့အားကြည့်ရတော့တော်တော်ကြာပြီနော် MPL season 1နေရာဆော့တာဟုတ်တယ်မလားဒီ season 2မှာဆော့ဆိုတာဒီမြစ်ကြီးကိုကလေနောင်မီဂျက်စင်ဆိုတာလုံးဝအသွဲရတဲ့မှာအဲ့လိုမျိုးတယောက်ကဖမ်းရင်တယောက်ကလိုက်တက်တယ်အဲ့လိုပုံစံမျိုးလေးနောက်လေအရင်တော့အဲ့လိုအသွဲမျိုးကမမြင်ဘူးဗျာအခုနောက်လည်းအဲ့လိုမျိုးအသွဲမျိုးဆိုတာ chemistry မိအသွဲမျိုးဆိုတာမရှိတော့ပဲဗျာအဲ့လိုမျိုးအသွဲညီနေရအကြောင်းရင်းနဲ့ပတ်သက်ပြီးသိချင်လို့ဗျာဘယ်လိုမျိုး chemistry ရအကြောင်းတရားဘယ်လိုတိဆောက်ထားရလဲ လက်တော့ရသူတော့ဝေး ရက်ကတော့ကလောတော့အသေးတော့တယ် ဒီကအဲ့ဒါပဲဟိုအသေးနေမှာဆိုလဲတချို့အသေးနေရပါလို့ရက်တော့တိတ်မကြိုက်တဲ့သေးရှိပဲလို့မှန်ကတော့အဲ့လို training တိုင်းနေပြီးမှတောက်ဝေးတင်တယ်အဲ့ချိန်မှာအပွင့်လင်းဆုံးနဲ့ဟို close ပြဆုံးပဲအဲ့ဒါတကယ်ပြောအဲ့ဒါတော့ကျွန်တော်ကလောတော့ဆိုလဲအဲ့လိုပဲတော်တော်များဘောင်းနေနေကအဲ့လိုမျိုးလုပ်ခဲ့ရဆိုတော့ ဟုတ်တယ် အာခေါင်းဆုံးမြေပဲ ဒီကတော့ကောအဲ့ကျွန်တော်အနေနဲ့ကျတော့နောက်ထပ်ချက်တော့ရှိတယ်အဓိကကျတော့အဲ့လိုရုံးကန်ခဲ့ရတာတွေရောဗျာပြီးတော့အဲ့လိုဗာလဲဆိုတော့ Naomi ရဲ့ play style ကအဲ့လို aggressive ဆော့ဗျာတင်မလားကျွန်တော်ကလည်းအဲ့လိုနည်းနည်း aggressive ဆော့တဲ့ type ဗျာတင်မလားပြီးတော့အဲ့လိုကျွန်တော်ကလည်း play style ရင်းနဲ့သွားကြိုက်တယ်ဗျာတင်မလားအဲ့လိုမျိုးဆိုတော့ပို့ပြီးတော့အတွဲပုံညီသွားဗျာပြီးတော့ခုနကပြောတဲ့အဲ့လိုရုံးကန်ခဲ့တဲ့အချိန်နဲ့တူတူရှိခဲ့ရဆိုတော့ပို့ပြီးတော့ ရုံးကန်ခဲ့ရရင်မသိလို့နော် ငိုရပါ ဘယ်လိုပါလဲ အိဒါတော့တာဟိုဟာလေယူသရမလား ဟုတ်လိုက်တော့ရေမင်း အဲ့တော့တကယ်ဗိုက်တာတော်ဗိုက်တာကလောတော့ကတော့လောကခံစားရတာပဲသိရောဒါပဲအဲ့လိုရုံးကန်ခဲ့ရတော့အောက်တက်ကြည့်တာပေါ့ပြောမယ် အင်းလေးချက်မယ် အင်းချက်ကြောက်ချက်ပေါ့ ဒီတော့ဝယ်ပါအဲ့လိုရုံးကန်ခဲ့ရလို့အဲ့လိုဖြစ်သွားတာဒီကတော့ ဟုတ်တယ်ကျွန်တော် Claw Esport ဆိုမှာကိုတို့ဒီကျွန်တော်မှတ်မိတဲ့တော့လုံး C game မှာ C game qualifier သွားဆော့အောင်ပါလေ ရှုံးသွားတာ Grand Fight ထဲမှာလေ ပြောနေတော့ ဟိုအဲ့မှာကျွန်တော်မထင်တော့ဗျာဘာဖြစ်လို့လဲဆိုတော့ဟိုကဒီဘကူသား season မှာလာလို့လုံးဝအကျန်းသားကြီးကလုံးဝ strong ဖြစ်ဆိုအဲ့မှာ BG ဆိုတာအရင်လစ်နေတဲ့အချိန်များအဲ့မှာမမရ YG ရယ် Claw Esport ရယ်တင်းဆိုင်တိုင်းအဲ့မှာအရင်လိုဂျိုကြွားနေတဲ့အချိန်ဆိုတော့အဲ့မှာမမရ Grand Fight ထဲမှာတွေးစည်းနဲ့ရှုံးသွားအဲ့ရောဘယ်လိုမှမထင်တာတော့ကျွန်တော်ကအခုနိုင်မယ်ပဲထင်တာကိုလို့အဲ့မှာ အဲ့ဒါတော့ပွင့်လို့ပြောရတယ်ကျွန်တော်အဲ့တော့မချင်တဲ့နောက်တစ်ချက်တော့ရှိတယ်အဲ့တော့ဗျာအဲ့လိုကျွန်တော်တို့ရဲ့ manager ရှိရပဲကျွန်တော်တို့ကအဲ့တော့အပကိုတစ်ဆိုင်နိုင်ကိုရိုက်ပြီးတော့တက်သွားတယ်တက်သွားတဲ့အချိန်မှာကျွန်တော်တို့မနေ့ပြန်ဆော့ရမယ်ဒီလိုအချိန်ပေါ့နေ့လေ12နှစ်လောက်ပြန်ရောက်လာ3နာရီလောက်မင်းတို့ရဲ့ gameဆော့မနေနဲ့ gameဆော့နေဘာမှမထူးဘူးမင်းတို့ပွဲပဲထိုင်ကြည့်တယ်နေ့ပြန် grand final ဆော့ရမှာကျွန်တော်အဲ့လိုမျိုးပြောလိုက်ကျွန်တော်တို့အဲ့လိုပြောလိုက်ကျွန်တော်လည်းတကယ်ထင်ပြီးတော့ပွဲပဲထိုင်ကြည့် game ကိုတလုံးတပွဲမှမဆော့ပါဘူးပွဲမဆော့ခင်အထိဟိုရောက်တော့ရှုံး ဟောတော့ချက်ရှိသေးတယ်အဲ့တော့မနေ့တည်းကနေလန်းခံရတာပြီ အော်အဲ့လည်းရှိတယ် ဟိုကနေကမလာဘူးလေ ဟုတ်တယ် အေးစေးကြီးကိုသူတို့ကြတော့ ဟုတ်တယ်အဲ့ဒါရော train မနေ့တမန်လုံးစော်ပြီးမှသူတို့ကလာလုံးအဲ့ဒီလုံး တပွဲလုံးမဆော့ဘူးဗျာပြီးတော့ပြန်ရောက်တဲ့ညကြောက်လေပွဲထိုင်ကြည့်တယ်အဲ့လိုမျိုးဆိုတော့အဲ့လိုပြိုင်ပွဲကိုဘယ်လိုချင်းကပ်ရမလဲတိတ်မသိသေးရပါလေအဲ့တော့ပြောရမယ်ဆိုအဲ့လိုပဲထင်မယ် ဒီကသွေးဘူးပဲ ဟုတ်တယ်သွေးပူကတော့လိုအပ်တယ် သွေးဘူးပဲ တော့ warm up ကလိုအပ်တယ် အဲ့ဟိုကဘာတွေးဖို့မရှိသွားတယ်ပါမှာပေါ့နော်အဓိကကြောင့် တော်တော်အေးနေတာ တော်တော်အေးနေတာအဲ့ဟိုကအကုန်လုံးကနိုင်မယ်ပဲထင်တာကလော်ကြီးဆိုတော့လုံးဝတက်ပြီးပဲထင်တာ ဒီ ဗျာ လန်းကန်ရတာဆိုတော့လို့ပြီးကျဲနေပြီမနေ့စောကြီးတာပြီးတော့အဲ့လိုသူတို့မှလှုပ်ရှားရှောက်လို့ဟိုလှုပ်ဒီလှုပ်အဲ့လိုမျိုး ဘယ်လိုဆော့တာဘယ်လောက်ကြာညောက်သူအတွက်ဆော့တာ အာ MBA season 2อ่ะဆိုတော့ဘယ်လောက်ဆိုလဲ5နှစ် 9နှစ်6နှစ်လောက်ရှိ 6နှစ်လောက်ရှိ ဟိုဒီအဲ့လို9နှစ်6နှစ်လုံးဝတန်ရောင်းစင်ပေါ့နော်ဟိုဒီတန်ရောင်းစင်ကိုစမ်းတက်တဲ့အနေနဲ့တယောက်ကြောင်းတယောက်ဘယ်လောက်တည်ရဆိုတဲ့ game လေးနဲ့ကျွန်တော်တစ်ချက်တော့စမ်းနေကြည့်အောင်အဲ့တော့ကျွန်တော်စိုင်းကြည့်တော့တော့တော့နေအလဲမှာခဏလာလိုက်ပဲတော့နေရဘာ game လဲဆိုတော့ကျွန်တော်ကကိုညကိုဒီမိကုန်းတစ်ခုမေးပေါ့နော်ဥမာနောင်မီနဲ့ဆိုင်ရဲ့မိကုန်းမေးမယ်အဲ့တော့ဂျက်ဆင်ကဟိုခံမှန်းရမှာပေါ့နော်အဲ့ဒါနှစ်ယောက်ဖြီကတူသားမှန်လားဆိုတော့တိုက်မဲ့တဲ့ဘောတက်ပါဥမာကျွန်တော်ဒီမှာနောင်မီတစ်ခုမေးမယ်ဗျာနောင်မီရဲ့ဖြီနဲ့ဂျက်ဆင်ရဲ့ဖြီကမှန်လားဆိုတော့ပြည့်တဲ့တွေကသိအောင်ပါဗျာအဲ့တော့ကျွန်တော်ဒီပုံလေးတယောက်ခုစီပေးလိုက်တယ် ရေးရပြီ ရေးရမယ် โอเค တက်တာလေးပါယူလိုက် ရေးရတော့ဖြည့်နေတယ်ရ ကျွန်တော်မိကုန်းမေးမယ်မိကုန်းမေးတဲ့ခါကျအဖြေကိုတင်းနေတုံးဆိုတာနဲ့အစင်လေးကြည့်ပြီးဆိုတာနဲ့ကင်မရာဘက်ကိုလှည့်ပြရမယ်နော်โอเคမှန်ကြည့်ပြီးတော့အမှတ်ကိုခွဲကြတယ် โอเค โอเคကဲစင်နေဖြစ်ပြီလား ဖြစ်ပြီ ပထမဆုံးမိကုန်းကကြတော့နောင်မီအကန့်ကြီးဆုံးဟီရို3កောင် ဒီမတာပါတော့အခုပေါ့ အခုမတာပါဘူး โอเค ခ
ခုံးမကြည့်ရနော် သူ့မှာတကောင်တော့ ဘာပြတင်း3ပါပြ โอเค အဲ့ပါသူပြလို့ရအောင်ကဲတင်း2 3ပြလို့ရမှန်လား အော်လက်ကောင်းတော့တူတယ်မစိုးပါဘူးအဲ့လက်ခံလို့ရတယ်အဲ့ဒါ ကူဖရာ ကဲ ဟုတ်လားခိုင်း အဲ့ကလေးနဲ့မဲတယ် ဒုတိယမင်းကိုလူထပ်ပြီးမယ်နော်စဉ်းဖြစ်ပြီလား โอเค ဒီ Maze မဟုတ်ဘဲနဲ့ဒီ Jasmine ကန်ကြီးနဲ့ Hero တကောင်နဲ့ Hero တကောင်နဲ့ ဟာတည်ဖြစ်နိုင်တယ်လား Maze မဟုတ်ဘူးနော် โอเค စဉ်းလေးဖြစ်ပြောပါစဉ်းလေးဖြစ်ကြပါ ready လို့ တင်းနဲ့တော့ ပါကောဟုတ်တယ်ပါဒီ လက်ခံလို့ရတယ်လက်ခံလို့ရတယ် အေးခင်းနဲ့အကြောင်းဆိုတော့ရတယ်အောက်ခင်းကတော့ โอเคอ่ะနည်းနည်းပြောင်းလေး သတိယမြောက်မိကုန်းကကြောက် Justin ကတ်မှာအမြဲတမ်းဖွင့်တဲ့တချင်းတစ်ပုတ် ပဲကတ်နော် ပေကုံ e-sport ကတ်မှာပေကုံမှာဆော့ကုန်းကအချိန်တုန်းကပေါ့ ဟုတ်ပါမလား ဖဲကိုဖွင့်တော့လည်းများတယ် ရတီးရရေးပြီကွာ ရောအမနဲ့အခုထိတော့ကြိုက်နေတော့ပါနော်အဲ့ချိန်ဖွင့်လိုက် ကဲ1 2 3 တိုင်းချိန်ချက် နော်ဒါရနားယူဝါတယ်နားယူဝါ နာမလေးချိန်ကြတာ ဟိုချေလေးတွေဟိုရေးပြရပါဘာကြီး memories အလဲလေမဟုတ်လေအလဲရီတော့လေ အော်ကင်မီနို အိုင်းနေတော့ဘို့လဲဟိုသိနေမှာပြီလား ပီကာကြီးဆိုဘိုးကြီးစိတ်ကြီးဟိုဖဲကိုကက်ဆိုလို့လာပြောင်းသွား နောက်လေကုန်းတော်မျိုးကိုထပ်မိမယ်အဲ့ဆို โอเค โอเค သုံးခုတော့မှန်သွားပြီနော်အဲ့လိုအေးသုံးခုတော့မှန်သွား ဘာရပါတော့ပြော ခြေတိုက်ပြီလေကုန်းတော်ဒီနာအိုမီရဲ့ဆိုင်တဲ့မိကုန်းပါနော် โอเค ဒီနာအိုမီကဒီ Justin Bieber ဆိုတော့ကြိုက်တာ ဟော yes လို့ပြရပါလို့ ကျဆုံးမိရမှာတခုပဲ yes or no ပဲ โอเค ဟာမေးကြမလို့ဟာ ready 1 2 3 yes bro yes 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 ဒီမိုးရဆွဲနေဒီတက်ခက်တာကြီးပြင်ဆင်လာမရအောင် အဲ့လွယ်လုံးလေးလေးလိုက်ကြ ကဲငါးခုမြောက်မိကုန်း โอเค Justin လုံးဝမစားတဲ့အစားတော့ အော်လွယ်လုံးနေအမုံဆုံးအဲ့ရမ်းလွယ်ညီမလိုရေးတယ် โอเค အဲ့လောက်လွယ်တာမမေးနဲ့ကျွန်တော် 1 2 3 ခါရေးပြထားလိုက်မယ်ရော့ ဟုတ်တယ်အေးရ လွယ်လေဒါဆိုကျွန်တော်ဤသားကျွေနေတော့ကျွန်တော် ဘီယာကရုပ်စီမရှိဘူးက ဒါရတယ် express ဆိုတာရ ဟိုဘီယာကရိုက်ပေါက်ပါဒီယောက်ကကြောက်အဲ့ဒါတကယ်လို့ဘီယာကရိုက်ဘယ်သူကတော့သူကပေါ်တော့လဲ ကိုရစတဲ့ရွယ်တော့ နောက်ဆုံးမိကုန်းကြာဒါကနာဝီနဲ့ဆိုင်တဲ့မိကုန်း6ခုမြောက်မိကုန်းပေါ့ โอเคမာပြီနာတော့ နာဝီကလပိတ်ဆိုင်ထိုင်ရအကြိုက်တာ ဟောလိုလေးလေး ဟိုက yes or no ပဲဗျာ โอเค ဘရိုနောက်တော့မင်းကခက်တာလေးစဉ်းစားလို့ရပါ ရလွယ် အာတော့ play ခဲ့လိုက်တာ အော် no ဒုက္ခပဲအဲ့6ခုလုံးမှလာတယ်အဲ့ဒါဆိုတော့ nice one တော့ပြောခဲ့တဲ့အတိုင်းပဲเนาะဒီ bro တိကျနာပဲပြောအဲ့လိုထဲ့ဟုတ်လား ထိတ်မယ်ဗျာနောက်တော့အခုစဉ်းစားလိုက်မယ် စိတ်ခေါ်ပေးနေတာကျွန်တော်စိတ် ကြိုက်တယ်အဲ့လိုမျိုးတော့ကြတယ်တော့ကြတယ် မမှန်တာလေးတစ်ခုတော့ပါအောင် โอเคဗျာโอเค အရင်ကြိုက်ပေါ်ပါဆိုသိလား ဟောအကျန်ရပြီနှစ်ခုမေးလိုက်ဗျာနာဝီနဲ့တက်ဆိုင်တာတစ်ခုဂျက်စင်နဲ့ဆိုင်တာတစ်ခုမေးလိုက်မယ်အခုတော့နာဝီနဲ့ဆိုင်တာတစ်ခုရင်မေးလိုက်မယ်နာဝီအားကြရဲ့ဒီတမ်ပလီယာဘာတူလဲအင်နာနေရှင်တဲ့ဘက်မှာ ရတယ် โอเค အော်ဂျက်စင်တိတာ โอเค ရေးကျွန်တော်ပြောနေကြကျွန်တော်ကတယောက်တည်းမဟုတ်နှစ်ယောက်ရေးလိုက် 2ယောက်လား တယောက်မှန်ရပြီဗျာ ရော ဟုတ်တယ်အာ my god ဟာဘောဒီပါ ကဲပါပေးဦး โอเคဘာပြောလဲ အော်ထမင်းဝင်ဂျက်စင်နဲ့ဆိုင်တာထမင်းပဲအဲ့ဆို โอเค အဲ့ဆိုရင် Justin လုံးဝမစားတဲ့အစားတော့ โอเค ကဲပါပေးဦး အဲ့ဒါဆိုရင် Justin နဲ့ဆိုင်တာထမင်းပဲအဲ့ဆို အဲ့ဒါဆိုရင် Justin နဲ့ဆိုင်တာထမင်းပဲအဲ့ဆို Justin နဲ့ဆိုင်တာထမင်းပဲအဲ့ဆိုရင် 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 Justin နဲ့ဆိုင်တာထမင်းပဲအဲ့ဆိုရင်
Justin အခုလက်ရှိဟိုအကြိုက်ဆုံးမြန်မာနိုင်ငံတွေက local တွေက match player ဘာလို့လဲ ရှိဦးလေ လူကြီးလည်းတော့ပဲအဲ့လို international ဘက်မှာရော အခုလားအရင်တော့လား အရင်တော့ကဗျာနောင်ရဲ့ဆောက်ရတော့အကြိုက်ဆုံး player ရောနောင်ယူပြောဘူးမှာဘာလို့မဆိုတော့အဲ့ဒါပတ်သက်ပြီးသိကြတယ်ဒီကောင်မှားရမယ်နော် မားပြီနေတယ် မော်အကူမဲ့တူတူရ နှစ်ယောက်ရှိရ နေရာကြီးလည်းရတယောက်မှရပြီဗျာ တယောက်ယူမယ်ရမှန်လားမရ ဒီနေ့တော့ ရတော့မှန်လားမဟုတ်လား ဟုတ်တယ် အဓိကအဲ့နှစ်ယောက်ရေးခိုင်းတာဆိုဟာကွာ ဟုတ်လေနှစ်ယောက်ကြိုက်တာနှစ်ယောက်ကြိုက်တာ အဲ့မစိုးပါဘူးရှစ်ခုပါ လွယ် ရှစ်ခုလုံးမှလာပဲအဲ့ ဟိုကလက်ခတ်တာလေးပြင်ဆင်ခဲ့လိုက် အပြည့်စခဲ့လိုက်အလုံးကတကယ်နာမည်ကြီးသားလို့ပဲเนาะဒီ9နှစ်တာတန်ရောင်းစင်ရတော့ ဟုတ်ဒါတော့ဒါကျွန်တော်တို့နေတိုင်းပြောနေရတယ်နော်အကြောင်းရည် တကယ်ထင်းတဲ့အတိုင်းပါเนาะဒီကမစီရောမိချက်ပဲ မိချက်ပဲ မိချက်ကိုကပြဆိုးဖြစ်နေတော့အားပေးရမှာဟောဒီတိုင်းဆိုရင်တော့ ဒီထဲလိုအမေပဲဒီထဲမှာအောင်မေ ဒီမှာအားပေးရတော့ဒီမှာကမစီကအရင်မိတာဆိုတော့မရတော့ရဲသဘောကျပါဒီမြောက်ကိုကဲဂျက်စင်နဲ့နောင်မီတော့အခုနောက်ထပ် game ဆိုတော့ထပ်ဆောင်ရဗျာဒီ game ရဲ့သဘောတရားကြောင့်ကျွန်တော်ဒီ hero တယောက်ရဲ့နာမည်ကိုကျွန်တော်ပုံမှန်ရေးပေးမယ်အဲ hero တယောက်ရဲ့နာမည်ကိုကိုကကြောင့်ဒီသုံးမစကားမပြောရဘူးလမ်းအချင်းနဲ့ပဲလေတယောက်ကပြောအောင်တယောက်ကခံမှန်းပေးရမယ် โอเค โอเคသဘောကျဘောသူလေနော်ချမှာအဲ့လိုဘသူရင်မေးရမယ်နောင်မီရင်ဖြေမလားဂျက်စင်ရင်ဖြေမလား ချ ချအဲ့လိုဂျက်စင်ကိုကျွန်တော်အရင်ပြလိုက်မယ်နောင်မီကအဆက်ခံမှန်းပေးဂျက်စင်ကကြောင့် စစင်ကလောက်ပြမှာ ဟုတ်တယ်ဂျက်စင်ကလမ်းအချင်းနဲ့လုပ်ပြနော်ကိုလုံးမြောက်ကြားကမ်မစီကိုဆက်စမ်းတက်မယ်ဗျာစမ်းတက်တယ်ခိုးလေချောင်းမကြည့်ဘူးဗျာဒုက္ခပဲခိုးလာကြည့် ပြောင်းလေ အော်အေးပါ စားရပူလာမစညာရပူ ကဲအချိန်10မိနစ်ပဲရမယ်နော်ကောင်းတော့10မိနစ်ပဲလုံးဝစကားပြောလို့မရဘူးပါဇက်ကိုလုံးဝစီထားရမယ် ဟာဒီတော့ ဘာလဲဘာလဲ ကိုယ် အဲ့ရဘာကြီးလဲဟုတ်တယ် အဲ့ဒီရောကရ ဟိုဒီတိုင်းလုပ်ပြလိုက်လေလို့မျိုး မာရှာ အော်ဟုတ်တယ်ဟာကမစီရောတော့ချုပ်လို့မရဟုတ်တယ်မှန်တယ်ဒီကောပါနောင်ဝင်လက်တော့ကျဲခံမရမှာချောင်းခိုးကြည့်ရဒီဘင်းရောက်က How what the fuck Okay Okay Eddie bro ဒါစကားပြောပြအောင်လေ easy အာဒီဘင်းရောကစောင်းလိုက်ကြည့်တယ်ဗျာစင်ပြေတော့ဒုက္ခပဲမြောက်တော့မဲရဒုက္ခပဲလည်းခက်တာစဉ်းစားရအောင်မယ်ဆိုရင် Okay ဒီကောကျစင်လက် Okay ဒီညမှာလမ်းကြည့်လို့မရဘူး သူကစကားပြောနေကြအဲ့ဒီပိုင်းမေးလို့များတယ်ဗျာ Okay Prayer Alu Luga Ai đấy quá. Sorry Hello Yeah, the car. Oh, what the fuck? The man yeah, đúng rồi. Yeah, the game yeah. Cảm gì không? Lý giải về đi nhau à? Không thì bảo man yeah. Nó khá là xứng lai à. Lười ra, lười Yeah. Oh my god. Nó xứng lai à? Rồi nó. Chỉ có nào mới thế nó. Cái gì đó mà.
တော့စကားပြောလို့မရ ဘယ်လုံးမတီကီ အော် နောက်လာပြီအကလုံးမရပါဘူးလာမကြဦးလေးလေး ဟာဗျာစင်ပြေတော့ဟာဒီလေးကမှုသေးဘူးကမှန်တယ်ဟာဟိုဘာကြံလေးခက်တယ်ဟိုသေးပါဘူး အဲ့တော့ခက်ဆုံးပါလိမ့်မယ်ခက်ဆုံးပါလိမ့်မယ် ဒါဆိုငါမသိဟိုချကြည့်မယ်ဗျာ ဟောပါဗျာဟမ်စီပါဟမ် 大家 ဟုတ်တယ်ဟိုသူပြရမယ်ဟာသူပြတကယ်မလဲတကယ်မဲတယ်တကယ်မဲတယ် ပတ်ပတ် စကားပြောပြစကားပြောပြ no 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 လူရအောင် အချိန်တစ်ပြည့်ပဲရှိရအောင်အချိန်တစ်ပြည့်ပဲရှိရတော့ ပြရဝီရညာ ဟိုဘာဝီးလဲအာဒီကောမရတော့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  သူ့ဟာလည်းပြရတယ်အဲ့တခုပဲရှိတယ်ဟေးလား ဟိုဒါလုံးပြတယ်လေ အကားကြတယ် no 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 ဖရန်ကို no သူအဲ့ဒီဘေကအလုံးမဟုတ်အာနည်းနည်း hit ပေးရတယ်ကြာမင်္ဂလိဟီယို စမို့ yeah ကဲဒီကောနောက်ဆုံးပွဲနော်နေအောင် ဘာလို့လဲဘာလို့လဲအဲ့ဒီလေ အဲ့ဒီလေးစနားရရတယ်ရာဒုက္ခပဲကဲဒီကောမှန်တော့ကကင်မရာသူကတော့ထိဟုတ်နေပြီကောင်းဆိုရင်ဘာပေးဘာမေးကောင်းလဲခတ်တာလေ နားပါကြီးလေဟောလေစစ်တွေလေးပါဒီလေးပေါ် everyone ကြာခလာကြာနည်းနည်းဒီနေ့လည်းမဟုတ်နည်းနည်းခက်တာစဉ်းစားရခလာလေးကျွန်တော်စဉ်းစားရရလွယ်နေလို့ဟောတီရတော့တစ်ခုရ okay okay အာလွယ်ဝမ်းမသိဒါပေမဲ့မေးတိုင်းရချိန်တမလေးနော် Franco no no Paquito Pasha yes လွယ်တယ်ဝါ အော် လွယ်တယ်ဝါ တက်ဖတ်အော် shit ပြကိုပြလဲတယ် အော်တကယ်အကောင်းယူနေရတယ်အဲ့တော့လက်ခံပါလက်ခံပါအဲ့ဆိုရင်တော့ လဲမယ် အော်ကိုဝါးရေတော့ရတော့ဘာမှစဉ်းစားမရတော့ဒုက္ခပဲသုံးပွဲဆိုတာသုံးပွဲလုံးနေတော့2ယောက်လုံးမှန်အောင်စုံကဲဒီနေ့ကျွန်တော်ဒီဂိမ်းကြီးဆော့ရတယ်မောင်းနေပြီဆိုတော့ကျွန်တော်ဒီနေ့စီစဉ်လေးကိုဒီမှာပဲကျန်ထားလိုက်ရအောင် ဟုတ်ကဲ့ပါ ဒီလာပြီးတော့ပျော်ပါပြီးရတဲ့အတွက်လည်းအကုန်လုံးကျေးဇူးတင်ပါတယ် ဟုတ်ကဲ့ပါ ဒါပါ ချေရအောင် တော့ကြဒီတက်ပို့ပြီးတော့ခတ်တဲ့မျိုးဦးနေနဲ့ကျွန်တော်ကပြင်ဆင်ထားပြီ โอเคโอเคเนาะအဲ့လားဆိုတော့စဉ်းစားပြီအခုအရင်လွယ်လို့ ပလေးပြောခဲ့ရတော့ဒီနေ့ S7 Pocket စီစဉ်လေးရောဒီမှာပြီးဆုံးသွားပါပြီကျွန်တော်ဒီနောက်လာမယ့်စီစဉ်လေးမှာဒီတက်ပို့ကောင်းတဲ့ဟိုရေစရာလေးနဲ့တက်ဆက်ပေးမှာမို့ကျွန်တော်ဒီ page လေးကို line follow လုပ်ပေးပါဦးအကုန်လုံးနေ့တိုင်းရက်ခံကြပါလေအားလုံးပဲအားပေးကြပါဦးအားလုံးပဲတတာ ဒါ